အခုထီးရွက်တွေပိတ်နေပါပြီကမ္ဘာအကြီးဆုံးဒီကမ္ဘာလုံးမှာအကြီးဆုံးထီးရွက်တွေဖြစ်ပါတယ်ဘောပါစေးလားထီးတွေကမ္ဘာပေါ်မှာအကြီးဆုံးထီးတွေဖြစ်ပါတယ်ဒီထီးတွေကအခုဒါနေဝင်သွားပြီနေဝင်လာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ပြန်ပိတ်တာဖြစ်ပါတယ်ဒီထီးတွေပေါ်မှာလူ၄-၅-6ရောက်တက်ပြီးလမ်းလျှောက်ပြီးပြင်နေတာကိုမနေ့ကတွေ့ခဲ့တယ်ထီးတွေပိတ်တဲ့မြင်ကွင်းတောင်အင်မတန်လှပါတယ်မစဂျစ်နဘူရီရဲ့အပြင်ဘက်မှာပါလုံးပိတ်ပြီးပါပြီ